Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ NID Institute of Instructor ကိုနေအောင်လည်းဖြစ်ပါတယ်ဆိုတော့ဒီနေ့ကတော့ကျွန်တော်တို့ရဲ့ React Native Essential Course လေးရဲ့ပထမဆုံးနေ့ပေါ့နော်ဆိုတော့ဒီ course လေးမစခင်မှာကျွန်တော်ကဒီ course ထဲမှာသင်ပေးမယ့် outline တွေအပြင်ကျွန်တော်ရဲ့ဒီ mobile developer တခြားကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကိုလည်းဒီ course လေးထဲမှာ sharing လုပ်သွားပေးချင်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ပထမဆုံး course လေးကိုစလိုက်ရအောင် Okayကျွန်တော်ဒီ chapter 1မှာအဓိကပြောပြမှာတော့ကုတ်ရေးမဲ့ပုံစံနဲ့မဟုတ်ဘဲနဲ့ React Native ဆိုတာဘာလဲဘယ်လိုပေါ်ပေါက်လာခဲ့ရလဲဘာကြောင့်သုံးသင့်လဲသူ့ရဲ့အကျိုးကျေးဇူးတွေပြီးတော့ရှင်သူ့ရဲ့နည်းပညာဉာဏ်ရှင်ချက်တွေပြီးရင်သူ့ရဲ့ architecture အပိုင်းတွေကျွန်တော်ပြောပြမယ်ပြီးရင်ဒီ React Native ကိုအသုံးပြုပြီးတော့ mobile app တစ်ခုတည်ဆောက်ဖို့အတွက်လိုအပ်တဲ့ tools တွေဘယ်လိုရှိလဲဆိုတာကိုလည်းပြောပြပေးမယ်ဒီ chapter ရဲ့နောက်ဆုံးမှာတော့ကျွန်တော်တို့ mobile app တစ်ခုကိုလက်တွေ့တည်ဆောက်ကြအောင် Okay ဆိုတော့React Native ဆိုတာဘာလဲပေါ့နော်ပထမဆုံးအနေနဲ့ React Native ဆိုတာကကြတော့ဒီကျွန်တော်တို့အားလုံးသိရဲ့ Facebook ကထုတ်ထားတဲ့ framework တစ်ခု JavaScript framework တစ်ခုပေါ့သူ့ကိုကျွန်တော်တို့က cross platform framework လို့လည်းခေါ်တယ်ဘာဖြစ်လို့လဲဆိုတော့ဟိုးရည်နေအောင်ဆိုရင်ကျွန်တော်တို့ဒီ Android app တည်ဆောက်ဖို့အတွက်ဆိုရင်သုံးတဲ့ language ကကြတော့ Java ဒါမှမဟုတ် Kotlin ဆိုတော့ဒါသူ Android နဲ့ဆိုင်တဲ့ platform တစ်ခုတက်ပါနော် iOS ဆိုရင် Swift ဒါမှမဟုတ် Objective-C ရှိမယ်ဆိုတော့ဒါတွေကဒီကိုက project တစ်ခုပဲလုပ်ချင်တာဒါပေမဲ့ mobile app က platform online နှစ်မျိုးထွက်ပြီးရေးရတယ်ပေါ့နော်ဆိုတော့အရင်အလုပ်လဲရှုပ်တယ်အချိန်လဲကုန်တယ်အဲ့တော့ကျွန်တော်တို့ကဒီ React Native ကဘာလို့ code base တစ်ခုလဲနဲ့ iOS Android နှစ်ခုလုံးရေးနိုင်ရလဲပေါ့နော်ဆိုတော့ဒီလိုမျိုးရေးနိုင်လို့ပဲကျွန်တော်တို့ကဒီ React Native ကို cross platform framework တစ်ခုလို့ခေါ်တာပြီးတော့ရှင် React Native ဒီ React ဆိုတဲ့အတိုင်းဒီအားလုံးသိရ React ဆိုတာလေ React.js ပေါ့နော် React.js ဆိုတာလေဒီမြန်မာနိုင်ငံအပြင် international မှာလည်းလုံးဝအသုံးများနေတဲ့ framework တစ်ခု library တစ်ခုဆိုတော့ဒီ React ကိုလေ့လာနေတဲ့ web developer တွေအနေနဲ့လည်း mobile development ကိုကူတာတအားလွယ်တယ်ဘာလို့ဆိုတော့အကုန်လုံးကအတူတူပဲဒီ React Native မှာအသုံးပြုရတဲ့ရေးရဲ့ပုံစံလေးတွေရေးရဲ့ပုံစံလေးနဲ့သူ့ရဲ့ဒီ native feature ကွာဝါးလောက်ပဲရှိရပါတော့အောက်ဆုံးတစ်ခုကကျတော့တကူလေးလာရုံနဲ့အနေအတိုင်းသုံးနိုင်တယ်ပေါ့နော်ဆိုတော့ဒီစာကလည်း React Native ရဲ့ sample လေးတစ်ခုပေါ့နော် Okay ဆိုတော့ကျွန်တော်နောက်ထပ် slide တစ်ခုကိုတစ်ချက်သွားကြည့်မယ် Okay ဒီမှာတော့ React Native သုံးခြင်းအဓိကအကျိုးကျေးဇူးတွေပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်ဖော်ပြပေးထားတာတော့ code reusability code ကိုပြန်တဲ့အသုံးပြုခြင်းပေါ့နော်ဆိုတော့ကျွန်တော်ဒီ React တို့ React Native ဆိုတာနဲ့သူ့ရဲ့အဓိကနည်းပညာကြီးကဘာလဲဆိုတော့ components level ပေါ့ဆိုတော့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီ React Native ဖြစ်ဖြစ် React ဖြစ်ဖြစ် project ရေးရတဲ့ project ကြီးတစ်ခုလုံးမှာလိုအပ်မဲ့အစိတ်အပိုင်း UI element လေးပေါ့နော် element တွေစုထားတဲ့ဟာ component ဆိုခေါ်ဒီလိုအပ်မဲ့ UI requirement ရလိုအပ်မဲ့ဒီ UI တွေကိုထပ်ကအသုံးပြုလို့ရတယ်mostly 70% တော့ရှိမှထင်တယ် project တစ်ခုလုံးမှာလေသူကဒီ screen မှာလည်းဒီ app bar ပါမယ်ဒီ site bar ပါမယ် app bar site bar ပြီးရင်ဒီ font ဆိုရင်ဘာ font ဒါထပ်ကိုယ်ကပြန်ပြီးရေးနေစရာမလိုဘူးဒီချိန်ရေးုံနဲ့နေရာတော်တော်များများမှာတုံးလို့ရဒါကို code reusability လို့ခေါ်တယ်ပေါ့ကဲနောက်တစ်ခုကကျတော့ faster development and cost effective ဒါကဘာလို့ဆိုရလဲဆိုတော့အရင်တော့ကျွန်တော်ရှေ့ slide မှာပြောခဲ့တယ်Android ဆိုရင် Android developer တက် iOS ဆို iOS developer တက်အဲ့လိုနှစ်ယောက်ခွဲပြီးရေးနေရတော့ကြောင့်ကုန်ကျစရိတ်တွေများသလိုအချိန်နဲ့အရန်ကြာတယ် React Native မှာဆိုကျွန်တော်တို့က code base တစ်ခုတည်းနဲ့ platform တစ်ခုလုံးတန်းပြီးတော့ကြည့်နိုင်တယ် reset တန်းမြင်ရတဲ့အတွက်အချိန်ကုန်ရန်တက်တာတယ်ပေါ့နော်ဆိုရင်နောက်တစ်ခုကကျွန်တော် large community နဲ့ ecosystem သူကဘာလို့ဆိုလိုတာလဲဆိုတော့ React Native ဒီကျွန်တော်တို့ mobile app တွေတည်ဆောက်ဖို့အတွက်တည်ဆောက်နိုင်ဖို့အတွက်ဖန်တီးပေးလိုက်တဲ့ framework တစ်ခုပေါ့နော်ဒါပေမဲ့ဒီသူ့ framework တက်ကြီးပဲနဲ့လေကျွန်တော်တို့အသုံးပြုမဲ့လူတွေလည်းထဲကိုထူးထည့်ပြီးလို့မရဘူး React Native တက်လာဖို့အတွက် React Native mobile app ဖြစ်လာဖို့အတွက်သူ့ရဲ့ ecosystem တစ်ခုလုံးလိုအပ်တယ်အဓိကတော့ package တွေပေါ့နော် package နဲ့တခြား tools တွေရှိတယ်ဒါတွေကဘာတွေလဲဆိုတာကိုကျွန်တော်တို့ဒီ chapter နောက်ပိုင်းတွေမှာ project ရင်းနဲ့အကုန်လုံးကျွန်တော်ထည့်ပြောပြပေးသွားမယ်နောက်ဆုံးတစ်ခုကတော့ React Native ရဲ့ sample လေးပေါ့နော် Okay ဆိုတော့ကျွန်တော်နောက်ထပ် slide တစ်ခုကိုတွားကြည့်မယ်ဆိုရင်React Native versus Flutter ပေါ့ဒီ Flutter ဆိုတာက Google ကထုတ်ထားတဲ့ cross platform framework တစ်ခုပဲ React Native ကကျတော့ Facebook ကထုတ်ထားတဲ့ cross platform framework တစ်ခုပေါ့ Okay ဆိုတော့ပထမဆုံးနှိုင်းယှဉ်ချင်တာတော့ language ပေါ့ဘာသာစကားကျွန်တော်ဒီ mobile app တွေဘာ language ဘာ programming language သုံးပြီးတည်ဆောက်ကြလဲပေါ့အလုံးတည်းတဲ့အတိုင်းပဲကျွန်တော် React Native ဆိုတော့ JavaScript ဒါမှမဟုတ်ရင်ကျွန်တော် TypeScript ကိုသုံးတယ် Flutter ကDart language ကိုသုံးတယ်ပေါ့နော် DART Dart language native ကတော့သိတဲ့အတိုင်းပဲ
iOS ဆိုရင် Swift ဒါမှမဟုတ်ရင် Objective C Android ဆိုရင် Java ဒါမှမဟုတ်ရှင် Kotlin ကိုသုံးတယ် Okay performance မှာတော့အထူးရွှေတူးရင်းရှင်းပြနေကြအောင်မလို့ပေါ့နော် native app ကတော့အကောင်းဆုံးပေါ့ 2D game တွေရေးချင်တာလုံးဝ hardware resource အပြည့်အဝတောင်းအောင်မဲ့ app တွေမှာဆိုရင် native ကကောင်းတာမရှိဘူးဒါပေမဲ့အဲ့လိုပြောတော့ React Native နဲ့ Flutter မကောင်းလားဆိုတော့မဟုတ်ဘူးတကယ်ပိုင်နိုင်ကျွမ်းကျင်ပြီးတော့ maintain လုပ်ပြီးရေးသားနိုင်မယ်ဆိုရင် native app လောက်နီးနီးကို performance ကောင်းရေးနိုင်တယ်ပေါ့နော် Okay နောက်တစ်ခုကတိစောက်မှုခြင်းနဲ့ကုန်ကျစရာကျွန်တော်အရှိမပြောခဲ့တဲ့အတိုင်းပဲ React Native နဲ့ Flutter က code base တစ်ခုတည်းဖြစ်တဲ့အတွက်ကြောင့်မလို့အရင်မြန်တယ်ပေါ့ပါတယ် cost effective နည်းတယ်အဓိကနောက်ထပ်ပြောချင်တာတော့ UI components ပေါ့နော် UI components ကဘာကွာလဲဆိုတော့native ကကြတော့ဒီသူတို့ရဲ့ဆိုင်ရာ platform နေပြီးတော့ဟိုမှာ button ဆိုရင် button ပြောရှင် text ဆိုရင် text ဟိုစာဆိုရင်စာပြောရှင်ဒီလိုမျိုးသူတို့ရဲ့ကိုယ်ပိုင် component တွေရှိရပါတော့ React Native မှာကျွန်တော်တို့ရေးလို့ရှိရင် React Native ကလည်း cross platform ဖြစ်တဲ့အတွက် mobile app ကဥမာ Android မှာဆိုရင် button ဆို Android ကသတ်မှတ်ထားတဲ့ button style တွေရမယ် iOS ဆို iOS ကသတ်မှတ်ထားတဲ့button style တွေရမယ်ဆိုတော့ဒါ React Native ကကျတော့ပြောမယ်ဆိုရင် native component ကိုသုံးပြီးတော့ UI တိဆောက်တယ်အဲ့ဒီအချိန်မှာ Flutter ကကြတော့ native component ကိုမသုံးဘဲနဲ့သူတို့ရဲ့ကိုယ်ပိုင် engine ဖြစ်တဲ့အရင်တော့ Skia လားမသိဘူးသူတို့ရဲ့ UI engine ပေါ့နော် Skia ကိုသုံးတယ်ဘာကွာွားလဲဆိုတော့အဲ့နေရာမှာ React Native နဲ့ Flutter ဘာကွာလဲဆိုတော့Flutter ကကြတော့ဒီ brand အတူတူ branding app တွေပေါ့နော်နည်းနည်းနာမည်ရှိရမယ့် app တွေပါတယ်ဆိုရင်တော့ Flutter ကိုသုံးကြရဘာလို့လဲဆိုတော့ Flutter ကသူတို့ကိုယ်ပိုင် UI သုံးထားတဲ့အတွက်ဘယ်လို platform ပဲလာဒီ project သတ်မှတ်ထားတဲ့ပုံစံတိုင်းပဲထွက်မယ်ပေါ့နော်သူတို့ UI engine သတ်မှတ်ထားတဲ့ပုံစံတိုင်းပဲထွက်မယ်ပေါ့နော်ဆိုတော့ဒါတော့ React Native နဲ့ Flutter ရဲ့ကွာခြားချက်ပေါ့ဒါအဲ့လိုပြောလို့လေ React Native က UI မလှတော့ဆိုမဟုတ်ဘူးအဓိက developer ရေးတဲ့လူပေါ်ပဲမူတည်ရပေါ့နော် Okay ဘယ်သူတွေအတွက်တင့်တော်လဲဆိုတာကြတော့web development နယ်ပယ်ကနေပြီး mobile app ကိုကူးချင်တဲ့လူတွေအခုမှစရင် mobile app ကိုမီးစမ်းကြည့်ချင်တဲ့လူတွေအတွက် React Native ကအဆင်ပြေဆုံးပဲလို့ကျွန်တော်ပြောချင်ပါတယ်ဆိုတော့နောက်ထပ် chapter တစ်ခုမှာကျွန်တော်တို့ React Native အတွက်လိုအပ်မဲ့ tools ကိုအရင်ကြော်ညာပေးမယ်tools အသုံးပြုနည်း set ထဲမှာ install တင်နည်းပြောပြပေးမယ်အရင်ဆုံး Hello World app တစ်ခုထုတ်ကြည့်မယ်အဲ့ဒါပြီးသွားတော့မှသူ့ရဲ့ architecture ဘိုင်းကိုကျွန်တော်တို့ဆက်ပြီးတွားကြပါမယ်ကျေးဇူးပါ